ရဲ့ကိုယ်စားလှယ်အဖြစ်စတင်ဖြန့်ဖြူးရောင်းချနေတဲ့ကျမတို့ LS products တွေကိုလည်းကျမတို့အသစ်ဆက်ဆက် products အနေနဲ့ဒီနေ့မှလည်းမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ready ဆိုရင်အဲ့ဒီတော်ကြီးများအားလုံးကျမတို့ကိုလက်မလေးတွေထောင်ပြလို့ရမလားရှင်အောင်သက်ထုံးကုမ္ပဏီကနေပြီးတော့ authorized dealer ဖြစ်တာဝန်ယူဖြန့်ဖြူးတော့မယ် LS product ရဲ့ new product လေးတွေကိုကျွန်တော်တို့ launching ceremony ကိုကျင်းပတာဖြစ်ပါတယ်ဒီ LS product လေးတွေဟာဆိုရင်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျွန်တော်ရဲ့ sales engineer ဘဝအဲ့ဒီချိန်ရဲ့ပထမဆုံးရောင်းချခဲ့တဲ့ product ဖြစ်ပါတယ်ကျွန်တော်အဲ့ဒီချိန်လေးကနေဒီနေ့ဒီချိန်ကြီး LS product တွေကိုကျွန်တော်ရောင်းချလာခဲ့တယ်ကျွန်တော်ရဲ့လုပ်ငန်းတွေမှာလည်းကျွန်တော်သုံးစွဲလာခဲ့တယ်ဒီနေ့ဒီပါပဲဒီနေ့ချိန်မှာတော့ကျွန်တော် LS ရဲ့ authorized distributor တူဖြစ်နေကျွန်တော်မြန်မာပြည်ဈေးကွက်မှာကျွန်တော်အကောင်းဆုံးဝန်ဆောင်မှုတင့်တော်တဲ့ဈေးနှုန်းတွေနဲ့ဉာဏ်စံတိကျတဲ့ပို့ဆောင်မှုတွေနဲ့ကျွန်တော်ဒီ LS product ကိုကျွန်တော်လောင်းချဖြန့်ဖြူးပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဖြန့်ဖြူးလိုက်တဲ့ LS product ဒီတိုင်းမှာကျွန်တော်တို့ကုမ္ပဏီအောင်သက်ထွန်းရဲ့ sticker logo လေးတွေပါပါမယ်ဒီ sticker လေးတွေပေါ်မှာကျွန်တော်တို့ဝယ်ယူတဲ့နေ့ကနေစပြီးတော့ကျွန်တော်တို့ marketing ပေးလိုက်ပါမယ်ဝယ်ယူသုံးစွဲတဲ့ customer တွေကကျွန်တော်တို့စီကနေအာမခံကာလကိုတစ်နှစ်တိတိရရှိမှာဖြစ်ပါတယ်
ဒီကျွန်တော်တို့1900မှာစတင်တည်ထောင်ခဲ့ပြီးတော့ကျွန်တော်တို့ရဲ့ဒီ LS ရုံးချုပ် headquarter ကတော့အန်ရန်မှာရှိပါတယ်ဒီအာဖရိကပြီးအရှေ့တောင်အာရှမှာဆိုပြီးတော့ကျွန်တော်တို့ဒီဂျကာတာရှိမယ်ဒီကျွန်တော်တို့ဘန်ကောက်မှာကျွန်တော်ရုံးခွဲတွေရှိပါတယ်ဟိုရှီမင်းမှာလည်းကျွန်တော်တို့ office တွေရှိပါတယ်ခင်ဗျာ SVMC နဲ့ပတ်သက်ပြီးဗီဒီယိုလေးတစ်ခုကျွန်တော်တင်ပြပေးချင်ပါတယ်ကြည့်ရှုပါဦးခင်ဗျာကိုကျွန်တော်ဒီနေ့မှာ miss ဆက်သွားမယ် LS Electric ရဲ့ product အသစ်ကိုကျွန်တော်ဒီနေ့မှာရှင်းပြပါမယ်accessory တွေဖြစ်တဲ့ auxiliary contact ရှိမယ် closing coil တွေရှိမယ် e-lock တွေရှိမယ်ဒီတခြား position shoot တွေကျွန်တော်တို့ဒီ spare part တွေကျွန်တော်တို့ analysis မှာ stock ထားပြီးတော့ကျွန်တော်တို့ထုတ်လုပ်တာရောင်းချမှာဖြစ်ပါတယ်ဈေးနှုန်းလည်းကျွန်တော်တို့ဒီထုတ်တာရဲ့စူးစိုးမှုစီတဲ့15ရာခိုင်နှုန်းတော့ကျွန်တော်တို့တက်တာပါတယ်ပို့ပြီးတော့ competitive ဖြစ်တဲ့ဒီenvironment တဲ့ဒီ temperature အနေနဲ့ကျွန်တော်တို့ standard တိုင်းထုတ်လုပ်ထားတာဖြစ်ပါတယ်ဒီကျွန်တော်တို့တခြားဒီနိုင်ငံတကာဒီ international laboratory တွေကဖြစ်တဲ့ဒီ carry ကြီးမားစတဲ့ဒီနိုင်ငံတကာအသိနဲ့ပြု laboratory ကနေကျွန်တော်တို့စာရင်းရတာဖြစ်တဲ့အတွက်ဒီ government project တွေဖြစ်ဖြစ် private project တွေဖြစ်ဖြစ်ခြားဒီနေရာဒေသ commercial residential တွေမှာစိတ်ချယုံကြည်စွာနဲ့ကျွန်တော်တို့အသုံးပြုလို့ရတယ် brand list ကနေပြီးတော့ကျွန်တော်တို့ special promotion တစ်ခုကျွန်တော်ပေးပါမယ်ကျွန်တော်တို့အခုပေးထားတဲ့ brand list တွေကဈေးကနေသိန်း100အောက်သိန်း100ထိဝယ်ရင်ကျွန်တော်40ရာခိုင်နှုန်းကနေစပြီး promotion ပေးပါမယ်ရေလို့သိန်း100နဲ့သိန်း300တွင်းဝယ်ယူတဲ့ customer တွေအနေနဲ့ကျွန်တော်43ရာခိုင်နှုန်းကျွန်တော် discount ပေးပါမယ်။သိန်း300နေရောသိန်း900ထိဝယ်ခြင်းတဲ့ customer တွေဆိုတော့45ရာခိုင်နှုန်းကျွန်တော် discount ပေးပါမယ်။သိန်း900နေသိန်း1000ထိဆိုတော့ကျွန်တော်48ရာခိုင်နှုန်းသိန်း1000ထက်ဝယ်ရင်တော့50ရာခိုင်နှုန်းကျွန်တော်ပြပါတယ်။သင်ပေးနေနေဆိုရင်တော့လက်ကြီးပဲဒါလေးထောင်ပြလိုက်ပါကျွန်တော် sales team တွေကဒါရောက်ပြီးတော့ကျင်းတောက်တော့မှာဖြစ်ပါတယ်ကျင်းစာပြီးလို့ရပါပြီခင်ဗျာဘိုးဝယ်အားပြည့်လူချင်းမင်းအတွက်လက်ဆောင်ပါရှင်ကျွန်တော်တို့6မှာကျွန်တော်တို့ BCB သိန်း900ဘိုး register လုပ်ပါပါတယ်ရှင်
see